ဟေးဝက်သားကိုဒီလိုလေးရောစားကြည့်ဖို့ပြီလားပထမဦးစားဝက်သားလေးတောက်ဖို့အတွက်ဝက်သားလေးတွေကိုပြုတ်ကြော်ပုံစံမျိုးလေးလုပ်ပေးလိုက်နေပေါ့နော်ညီကတော့အရင်လော်ပြီးတော့မှရေလေးနည်းနည်းထည့်ပြီးတော့လှုပ်ထားပြလိုက်ပါတယ်ဒါဆိုရင်တော့ညီတို့ဝက်သားတောက်ဖို့အတွက်ဝက်သားလေးအစင်သင့်ဖြစ်ပြီပေါ့နော်ဒါဆိုဝက်သားထည့်မယ်ညီကတော့ကျွမ်းနေရမုံနဲ့မွေးနေမုံလေးတွေကိုအသုံးပြုထားပါတယ်တကယ်ချင်းတို့ကကိုယ်အစင်ပြာကိုသုံးသွားပြီးလို့ရတယ်နော်နန်းနမင်းလေးကိုလည်းညီကမွေးအောင်လို့ထည့်လိုက်ပါတယ်ရတာအတွက်ကတော့စားရတဲ့ရှိရဲ့ပဲငံပြားကြီးရဲ့တံမြားကြီးရဲ့ထည့်ပြီးတော့ညီတို့နဲ့သွားပေးလိုက်ပါမယ်ရှင်အဆက်ကြိုက်တဲ့သူတွေကတော့ငြိုသီးစိမ်းလေးတွေထည့်ပေးလို့ရပါတယ်နော်ဒါဆိုရင်တော့အနမ်းရတာနဲ့ပြည့်စုံတဲ့အိမ်မာနေမဲ့တုတ်ထားတဲ့ဝက်မို့တုတ်လေးကရရှိသွားပြီပဲဖြစ်ပါတယ်ညီကဒီအပေါ်မှာမြေပဲထောင်းလေးထပ်ပြီးတော့အနံ့လေးမွေးအောင်လို့ဖြူလိုက်တယ်ပေါ့နော်တုံနီလေးကလည်းရန်ကုန်လွယ်ကူတာမလို့တကယ်ချင်းတို့လည်းလိုက်လို့စားကြည့်ကြပါအောင်နော်ကဲညီတို့ကတော့စားလိုက်ပါအောင်မယ်ရှင်နောက်လည်းခုလိုမျိုးလွယ်ကူမြန်ဆန်ပြီးရောစားလို့ကောင်းတဲ့မီနူးလေးတွေတင်သွားပေးအောင်မလို့ follow like comment share လေးလုပ်သွားပေးဖို့လည်းမမေ့ပါနဲ့အောင်နော်ကျေးဇူးပါ